Hello အားလုံးမင်္ဂလာပါကျွန်တော်ဗန်ဒီယိုပါကျွန်တော်တို့7 Saturday ချိန်တိုင်းကြာခင်အမေရိကရောက်လာမှာပါအဲ့တော့ဒီခုံနေပြီလားကျွန်တော်ကတော့ဂျီဇာကို online မှာပဲတွေ့ထားပြီးတော့အခုမှအပြင်မှာတွေ့ရမယ်ဒီလိုပဲဒီခုံနေပါတယ်အဲ့တော့ကြာခင်တွေ့ပါမယ်မေဂါဘော်ရိုင်းကျွန်တော်တို့မကြခင်လာတော့မယ်အဲ့တော့ကျွန်တော်တို့အတူတူပြောဖို့ခင်ဗျားတို့အားလုံး ready ဖြစ်နေပြီလား America ပြည်သက်ကြီးမင်္ဂလာပါတီဗီတို့တအုပ်စုလုံး America ကိုမေလတစ်လလုံးမှာမြို့လေးမြို့မှာဖြော်ပြဖို့စီစဉ်ထားပါတယ်အားလုံးကိုလည်းပြပြရွှေရွှေတွေ့ကြပါတယ်အားလုံးလာပါလို့တီဗီကဖိတ်ခေါ်ကြပါတယ်ရှင်America မှာရှိနေတဲ့ပြည်သက်ကြီးအားလုံးမင်္ဂလာပါရှင်ညီမတို့မဆန်နီပါမဆန်နီတို့ရေ America ကိုတလားတိထွက်ပြေးခင်ထွက်ဖို့ရှိပါတယ်အဲ့တော့မဆန်တို့လာမဲ့ပေါ့နော်ဒီထွက်ပြေးပွဲတွေမှာလည်းပြည်သက်ကြီးအားလုံးအများကြီးတွေ့ကြပါတယ်လို့မဆန်နီကလည်းအရင်မြင်ခုန်ပြီးတော့စိတ်လှုပ်ရှားနေပါတယ်နောက်ပြီးတော့အရင်လည်းတွေ့ကြနေပါပြီအကောင်းဆုံးလည်းပြည်သက်ကြီးထွက်ပြေးဖို့အတွက်ကြိုးစားပြီးပြင်ဆင်ထားပါတယ်ရှင်အဲ့တော့လာရောက်အားပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်အားလုံးတတာမဟုတ်ကျွန်တော်တို့အမေရိကကိုလာခဲ့ပါမယ်အမေရိကပေါ်လာတဲ့အားလုံးလာရောက်ကြည့်ရှုတောင်းကျမ်းဖို့အားလုံးကိုဖိတ်ခေါ်ပါတယ် See you Yo အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်စနေပွဲဦးနေဝင်ဖြစ်ပါတယ်ကျွန်တော်တို့အမေရိကကိုမကြခင်ရောက်ရှိတော့မှာဖြစ်တဲ့အတွက်အားလုံး ready လုပ်ထားပါကျွန်တော်တို့ကအမုန်းတောင်းကျမ်းတာဖြစ်တဲ့အတွက်အားလုံးလည်းအမုန်းတောင်းကျမ်းမှုပြင်ဆင်ထားပါခင်ဗျဒါကျွန်တော်တို့ရဲ့ပထမဦးဆုံး hip hop show ဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းဂုဏ်ယူပါတယ်ဆောင်းရရောက်ရှင်နေပါပြီဆောင်းဆွဲခြင်းနေပါပြီဘိုးရောင်းတွေ့ကြတယ်မြို့Hello ကျွန်တော်တို့ America visa ရပါပြီအဲ့တော့9ရက်နေ့ San Francisco မှာစပြီးတော့ဆိုပါမယ်နောက်တစ်ပတ် LA ပြီးတော့ New York မှာဆိုပါမယ်အားလုံးကိုကျွန်တော်တို့ပွဲကိုကြောက်ရောက်ခဲ့ဖို့ဖိတ်ခေါ်